Who am I နဲ့မင်္ဂလာပါ Never mind မင်္ဂလာပါရှင်ချစ်လို့စားတာပါပါတယ်ရပါတယ်မချစ်စရာလေးနော်ကျေးဇူးတင်ပါတယ်ရှင်ကိုချစ်ကိုရဲ့မင်္ဂလာပါ TPA မင်္ဂလာပါရှင်တဲလေးပေးပါမင်္ဂလာပါမမကြီးရဲ့တန်စင်နဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်တွေ့ရဝမ်းသာပါတယ်မမအယုံမလေးလိုပဲအရင်ချစ်ဖို့ကောင်းတယ်အော်ကျေးဇူးတင်ပါတယ်ထမင်းစားပြီလားဆိုဘယ်လိုပြောရမလဲစားကျင်တယ်လို့စားတာဆိုထမင်းရတော့မစားထမင်းရဖြတ်ထားတာဆိုထမင်းဖြတ်တဲ့ရက်တွေဆိုထမင်းတော့မစားပါဘူးရှင်အမြဲမစားအောင်အများကြီးဖြစ်တော့မစားပြစားရင်တနက်စားရင်တနက်တော့စားရင်စားရခါကြတယ်ကိုက4-5ရက်လောက်တော့ရှိပြီထမင်းဖြတ်ထားတာအဲ့လိုနည်းနည်းကြာပြီဆိုရင်အဲ့လိုထမင်းပြန်စားရင်ဖြတ်ထားကြာပြီအဲ့လို5-5ရက်တစ်ပတ်အလွန်ဆုံးအဲ့ချက်တော့မဖြတ်နိုင်ဘူးအဲ့လိုအရင်စားကျင်တဲ့ခါကျရင်အဲ့လိုစားရင်ညနေစာတော့ထမင်းစားအောင်မနက်ပိုင်းစားရင်ကျင်စော့လာမမကဟုတ်စော့ပြပါတယ်စိတ်ချတာပေါ့အော်ဝိတ်ချတာပေါ့ဝိတ်ကဘယ်လိုပြောမလဲဝိတ်ချရတယ်တော့မဟုတ်ဘူးဘယ်လိုမျိုးဝိတ်ချရတယ်တော့မဟုတ်ဘူးပြောရမလဲပြောမလဲခန္ဓာကိုယ်မှာဟိုအခုဆိုရင်အစီရှိရအဲ့လိုမျိုးဟိုအစီရှိတော့အဲ့အစီကြကျင်တာအမဝိတ်ချတာလို့လည်းပြောလို့ရတာပေါ့နော်ဝိတ်ထိန်းတဲ့သဘောပါပဲအဲ့လောက်မစားရတော့မှဝိတ်ကဟိုလိုကြီးကြနေတဲ့တဲမှာမပါဘူးဘာလို့လဲဆိုတော့အစားမလျှော့နိုင်တဲ့အတွက်အစားကဘိုက်တင်းအောင်စားတယ်အဲ့လိုထမင်းမစားတာပဲရှိတယ်အဲ့လိုအသားပြုတ်တွေကြက်ဥပြုတ်အဲ့လိုမျိုးဥပြုတ်တွေအသားပြုတ်တွေပြီးတော့အသားကလည်းတော်တော်တိတ်မစားပြတော့ဟိုဘယ်လိုပြောမလဲအသီးရွက်တော့အရင်စားတယ်အဲ့လိုအသီးရွက်ပြုတ်ဟင်းလိုလှုပ်စားတယ်တုပ်စားတယ်အဲ့လိုအာလူပြုတ်စားတယ်အဲ့လိုမျိုးဘိုက်တော့အဝတင်စားတယ်အရင်စားတယ်အဲ့လိုစားတဲ့အစားစားရအဲ့လိုအစီစိတ်တော့ရှောင်မယ်ပေါ့နည်းနည်းအခါလေးအရင်စားခြင်းမှစားတာလို့အဲ့လိုဘာလို့ဘိုက်ကအရင်တိတာရယ်ဘိုက်အရင်ပူရယ်ဘိုက်ထွက်တဲ့မှာပါတယ်လက်မောင်းလေးကိုပေါင်လို့ဆိုလဲပြည့်စိုက်ပြည့်ရဲ့မှာပါတယ်အားကြောင့်အချင်းစော့ရဲစားရဲဟိုအသားလေးချစ်ချင်တာပေါ့နော်အသားချစ်လေးနဲ့အဲ့လိုဖြစ်ချင်လို့ပါမင်းသမီးလာတဲ့ကြည့်တူလို့ပါပဲတဲ့ဖြစ်ချင်တာပေါ့ဖြစ်ချင်တာမင်းသမီးကဖြစ်ချင်တာမဖြစ်သေးဘူးမဖြစ်သေးဘူးအပိနော်ထွက်ပါဦးတဲ့